ဒါများမထူးဆန်းပါဘူးအဲဩစရာမရှိပါဘူးဆိုတာကိုအင်္ဂလိပ်လို no wonder no wonder မထူးဆန်းပါဘူးဘာမှအဲဩစရာမရှိပါဘူးပေါ့ဟုတ်ပြီဆိုတော့ဒါကိုကျွန်တော်စကားပြောတဲ့ခါမှာဘယ်လိုမျိုးပြောလို့ရလဲဆိုရင်သူစာမှုဝဲကြတာမထူးဆန်းပါဘူးသူကစာမှမကြက်တာအဲ့လိုမျိုးပြောချင်တယ်ဆိုရင် no wonder he failed the exam he didn't study no wonder he failed the exam he didn't study ဆိုသူစာမှုဝဲကြတာမထူးဆန်းဘူးသူစာမှမလုပ်တာကြမှာပေါ့အဲ့လိုမျိုးဟုတ်ပြီဆိုတော့ဒီဥစ္စာကိုကျွန်တော်နောက်တစ်မျိုးဘယ်လိုမျိုးပြောလို့ရလဲဆိုရင်မင်းကမင်းခန္ဓာကိုယ်လေးကတေးတွယ်နေတာပဲเนาะထူးဆန်းပါဘူးမင်းကစာမအများကြီးမစားတာအဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် you eat so little no wonder you are so slim you eat so little no wonder you are so slim မင်းခန္ဓာကိုယ်လေးတေးတွယ်နေတာမထူးဆန်းပါဘူးဘာလို့ဆိုတော့မင်းကစားရင်နည်းနည်းလေးပဲစားလို့ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ပြောလို့ရတယ်ဟုတ်ပြီဆိုတော့ဒီဥစ္စာကိုကျွန်တော်တို့နောက်တစ်မျိုးဘယ်လိုပြောလို့ရလဲဆိုလို့ရှိရင်မင်းဘိုက်စားတာထူးဆန်းပါဘူးမင်းမနေ့စာမှမစားတာအဲ့လိုမျိုးပြောချင်တယ်ဆိုရင် no wonder you are hungry you skip it the breakfast no wonder you are hungry you skip it the breakfast မင်းမနေ့စာမှမစားခဲ့တာမင်းဘိုက်စားနေတာမဆန်းပါဘူးအဲ့လိုမျိုးကျွန်တော်တို့ပြောလို့ရတယ်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကတခုခုကိုမထူးဆန်းပါဘူးအော်စရာမရှိပါဘူးလို့ပြောချင်ကျွန်တော်တို့က no wonder ဆိုပြီးတော့ကျွန်တော်တို့ပြောလို့ရတယ်